ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါပေါ့အခုမှအခြေလေးရလို့နည်းနည်းဟိုကြံခဲ့တဲ့အပတ်က site လေးတွေနော် site လေးတွေပေါ့ဟိုနေပေါ့ရှင်းတန်းလေးထုတ်ပြသွားမယ်ပေါ့YouTube မှာကျွန်တော်ဟိုအဖွဲ့ဝင်ကျင်တယ်လို့ပြောတဲ့ပုံကူများပေါ့နော်မိတ်ဆွေများအဖွဲ့ဝင်လို့ရအောင်ကျွန်တော်အကောင့်ထဲကိုတွေးလို့ချင်းကျွန်တော်အကောင့်ထဲကိုဝင်လိုက်ပါကျွန်တော်အကောင့်ထဲကိုဝင်ပြီးွားရင်ပို့ဆိုတဲ့ line ကိုညာဘက်ထောက်မှာပို့ဆိုတဲ့ line ကိုတွေ့ပါလိမ့်မယ်ပုံသေးနဲ့တင်တဲ့ line အဲ့ဒီ line ကိုနှိပ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်အဲ့ဒီမှာ Facebook link အကောင့်ချထားပါတယ်အဲ့မှာ Facebook အကောင့်ကိုအပ်ပြီးတော့မှာစကားလာပြောလို့ရပါတယ်ဟိုနေအချောင်းစားသမားကြီးကတော့ list ပေါ့နော်ဖွဲ့ဝင်ခြင်းနဲ့ပြောတဲ့ပုံကူများအတွက်ပါအဲ့တော့ကျွန်တော်ဒီဘက်ကကျွန်တော်ရှင်းတမ်းမထုတ်တော့ဘူးကျွန်တော်လည်းဟိုနေဒီလိုတွက်နီးနဲ့ချပြဖို့လည်းအခြေမရှိပါဘူးကျွန်တော်ထိုင်းမှာအလုပ်လုပ်နေတာပါအားလုံးလူအများစုသိပါတယ်เนาะကျွန်တော်အားပေးအများစုသိတယ်အဲ့တော့အဖွဲ့ဝင်ခေါ်တယ်ဆိုတော့လည်းကျွန်တော်မအားရကြတဲ့ဒုပို့တွေပါတင်ပေးနိုင်လို့ပေါ့နော်အဲ့ဒါလေးပဲကွာတယ် line ပေါ်တင်တာလည်းကျွန်တော်ဒီကဏ္ဍပဲဂရုထဲမှာပေးရတယ်ကျွန်တော်ဒီကဏ္ဍပါပဲအဲ့တော့ဒီ site ကိုဘာကြောင့်ရှင်းတန်းထုတ်ပြရတယ်လဲဆိုလို့ချင်းကျွန်တော်အကောင့်ထဲမှာဒီပုံသေးနဲ့တင်တဲ့ line မှာပေါ့နော်YouTube ကဆရာတယောက်ပေါ့သူလည်းဆရာပါပဲသူ့အကောင့်ထဲကိုကျွန်တော်ဝင်ကြည့်လိုက်တယ်သူလည်း20သမားပေါ့နော်အဲ့တော့ကိုကျော် line ကိုကျော်20ကိုချပြလိုက်ရင်ယူတော်ယူသွားအောင်မယ်ဆိုတဲ့ကောင်လေးမင်းဘယ်လောက်မှန်လဲတော့မသိဘူးငါဆိုတဲ့ကောင်ကရှင်းလားငါဆိုတဲ့ကောင်ကမင်းတို့လို1 chain တွေ2 chain တွေကီးတွေပါဝါတွေနက်ခတ်တွေကင်တဲ့ကောင်မဟုတ်နော်ငါဆိုတဲ့ကောင်က site တစ်ပေါက်ပဲငါကင်တာ site ကြတစ်ပေါက်ပဲကင်တာအဲ့တော့ငါအကောင့်ထဲမင်းမယုံဝင်ကြည့်လိုက်နော် Facebook အကောင့်ကိုလည်းငါ့ကိုအပ်လာပြီးတော့ပြောလို့ရတယ်ဟာရှင်းလို့ရတယ်နော်အဲ့ဒါကြောင့်မို့ငါရှင်းတန်းလေးထုတ်ပြသွားမှာဖြစ်တယ်ကိုကျော်ဆိုတဲ့အကောင့်ပိုင်ရှင်မင်းအကောင့်ထဲငါဝင်ကြည့်ပြီးသွားပြီမင်းလည်း20သမားအဲ့ဒါကြောင့်မလို့မင်းတို့လိုငါကဒီကို live လွှင့်ပြီးတော့ site ပြဖို့အချိန်လည်းမရှိဘူးငါကထိုင်းမှာအလုပ်လုပ်နေတာနော်ဒီအလုပ်တစ်ခုတည်းလည်းမင်းတို့ထမင်းစားလို့ရလားဆိုတော့မင်းတို့ကိုယ့်ကိုစဉ်းစားကြနော်ငါလည်းဒီအလုပ်တစ်ခုတည်းနဲ့ငါထမင်းစားလို့မရဘူးရှင်းလားအဲ့တော့ငါ site ကိုခိုးချတဲ့ကောင်တွေရှိနေလို့ငါ20ကိုလည်းတော်ငါချမပြဘူး site ဆွဲပြီးတော့ပဲငါတင်ပေးတာအဲ့ဒီငါအကတ်နဲ့လည်းငါတင်တဲ့ကတ်တွေနဲ့လည်းယူပြီးတော့ Telegram တို့ဘာလို့မှလှုပ်ရှားတဲ့ကောင်တွေရှိတယ်ငါရဲ့လူကြီးနော်ငါ့ကိုလာပြောကြလို့ငါသိတယ်ရှင်းလားအဲ့ဒါကြောင့်မို့ငါ20ကိုငါတော်ချမပြဘူးနော်အချောင်းစားသမားတွေတပုံကြီးရှိတယ်ငါအကောက်ထဲမှာလုံးဝမတွက်တဲ့ကောင်တွေတော့မှလှုပ်ရှားတဲ့ကောင်တွေတပုံကြီးရှိတယ်ရှင်းလားအဲ့တော့ဒီအစားနေမှာဒီ14နဲ့43နဲ့ဒဲအောင်နဲ့နော်ဒီမှာဒီ33မှာငါ6ပရိတ်လဲမြင်တယ်ပြီးတော့3ထိပ်စီကင်ထားတယ်ဒါမဲ့ဗရိတ်ကိုအထောက်နဲ့ဖမ်းလိုက်လို့ဒဲမယူလိုက်တဲ့အတွက်လွဲသွားတာ3ထိပ်စီကင်ထားတယ်နော်ဒီ3လုံး3ညဒီ3လုံး3ညဒီ3လုံး3ညဆိုရင်6ပရိတ်မြင်တာပေါ့အထောက်နဲ့ဖမ်းလိုက်လို့လွဲသွားတာဟုတ်လား3ထိပ်စီကင်ထားတယ်သူက3နောက်ပိတ်ကိုဘာလို့ကြာသွားလဲဆိုရင်ဒီ3လုံးခွန်ဒီ3လုံး6ဒီ3လုံး5ဆိုပြီး3နောက်ပိတ်နဲ့ရိုက်သွားတယ်6ပရိတ်နဲ့အဲ့ဒါ3ဆိုပြီးတော့ရိုက်တယ်ဒီနှစ်ပင်ပဲလုံးလွဲတာပေါ့နော်ဒီ43မှာလဲ3နောက်ပိတ်ကင်ထားတယ်3နောက်ပိတ်ကင်ထားပြီးတော့43မပါလိုက်ဘူးအပြန်ကြီးဆိုပြီးတော့ဒါမဲ့43ကိုလည်းမြင်တော့မြင်သေးတယ်လို့ကိုလူကြီးရှင်းပြထားတယ်နော်ဒီ3လုံးခွန်ဒီ3လုံး6ဒီ3လုံး2ဒီ3လုံးခွန်ဒီ3လုံး6ဒီ3လုံး2ဆိုပြီးတော့4ထိပ်43ကိုလည်းအပြန်မြင်တယ်ဒါမဲ့လောက်မပေးလိုက်လို့နော်အလုံးမအားလို့အဲ့လိုအပြန်ကိုလည်းမြင်တယ်အဲ့ဒါကြောင့်ဒီ3ဝင်မှာအဲ့လိုကတ်လွဲလေးဖြစ်သွားတာဟုတ်လားအဲ့တော့ဒီ6ခွန်မှာလည်း6ထိပ်စီကင်ထားတယ်6ထိပ်ခွန်ထိပ်4ထိပ်ကင်ထားတယ်အဲ့တော့6ခွန်မပါလိုက်ဘူးနော်ဒါကိုလူတွေတည်းမပေါဘူးပေါ့ဒါပေမဲ့ခွန်နောက်ဘိတ်ကိုလည်းမြင်တယ်ကိုလည်းအဲ့လိုပဲဒီမှာဗရိတ်ကိုအသေးကြိုက်လိုက်တာအဲ့တော့6ထိပ်ခွန်ထိပ်ကင်ထားတယ်ပြီးတော့ခွန်နောက်ဘိတ်ကဘယ်လိုမြင်လဲဆိုလို့ရှိရင်နော်ဒီ3လုံး4ဒီ3လုံး4ဒီ3လုံးခွန်ဟလာဒီ3လုံး4ဒီ3လုံး4ဒီ3လုံးခွန်ဆိုရင်ခွန်နောက်ပိတ်6ခွန်လည်းမြင်တယ်ဒါမဲ့ကိုဟိုနေထပ်ပြီးတော့ကြည့်မပေးလိုက်မိဘူးအဲ့တော့6ခွန်မပါလိုက်ဘူး6ထိပ်ခွန်ထိပ်ကင်ထားပြီးတော့ဟလာအဲ့ဒီ43မှာဒီခွန်ထိပ်စီကိုကင်ထားတာက main 4ထိပ်နဲ့ကင်ထားတာအရန်ကွက်ပေါ့နော်အဲ့တော့ဒီညနေခင်းမှာအ3ခွန်စီကျော်သွားကြတယ်အဲ့လိုပုံစံမျိုးဖြစ်တာ
အဲ့ဒီမှာဒီမှာကတော့ပထမပို့မှာကျွန်တော်ခွန်ထိပ်စီးနဲ့ပြထားတယ်တပေါက်တည်းပြထားတယ်အဲ့တော့ဒီ break ကိုမြင်လို့ဒီ3လုံး4ဒီ3လုံး4ဒီ3လုံး4ဆိုရမြင်လို့ဒူးပို့မှာကျွန်တော်တစ် break နဲ့ခွန်လေးအဲ့ဒါဒူးပို့မှာအောင်လိုက်တာဒါပေမဲ့ကျွန်တော် line ပေါ်မတင်မိလိုက်ဘူးမအားလို့ပေါ့နော်အဲ့တော့ပထမတင်မိထားရလဲကျွန်တော်ခွန်ထိပ်ကို site အများကြီးရှိတယ်ဒီခွန်ထိပ်ဖမ်းတယ်လို့ပဲ site အများကြီးရှိတယ်အဲ့တော့ခွန်ထိပ်ဆွဲတဲ့လူတော့မှရနိုင်တယ်နော်အဲ့တော့လုံးပိုင်တစ်လုံးထိပ်စီးမှန်ဖို့နောက်ဝိတ်မှန်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအဲ့တော့ဒီ20မှာလဲအောင်တယ်ပေါ့နော်20မှာလဲအောင်တယ်နှစ်ထိပ်နှစ်ပိတ်တွေးလို့တော့မှပဲဟာနှစ်တောင်ပါသေးတယ်အဲ့တော့မှဒီ3လုံးနှစ်တပင်2ပင်ကျော်မှဒီ3လုံးနှစ်တပင်2ပင်ကျော်မှဒီ3လုံးနှစ်ဆိုပြီးတော့နှစ်ထိပ်စီးတို့တွေးလို့ရမှာဒီမှာနှစ်နောက်ပိတ်ကင်ထားတယ်ဟာလားအဲ့တော့နှစ်တောင်ပါသေးတယ်နော်ဒီ3လုံး8ဒီ3လုံး9ဒီ3လုံး8ဒီ3လုံး9ဆိုပြီးတော့နှစ်ထိပ်စီးမြင်တယ်အဲ့တော့3ည2ဆိုပြီးတော့အောင်တယ်3ည2 2 3ညအောင်တယ်အဲ့တော့ခွန်ထိပ်စီးမှာလည်းအပေါက်တွေမှာခွန်ထိပ်စီးအပေါက်ကနဲတာမဟုတ်ဘူးဒီနှလုံးခွန်ဒီနှလုံးခွန်နဲ့ဒီနှလုံးခွန်ကိုဒီနှလုံးခွန်နဲ့ဒီနှလုံး3ညကိုဒီနှလုံး3ညတယ်မဖမ်းထားတာနော်ဒီနှလုံး9ကိုဒီနှလုံး9တယ်ဒီနှလုံး4ကိုဒီနှလုံး4တယ်ဒီနှလုံး3ညကိုဒီနှလုံး3ညရဲ့ခွန်ထိပ်စီးဒီမှာခွန်လေးအောင်ခဲ့တာဒူးပို့နဲ့အောင်ခဲ့တာတစ်ပရိတ်နဲ့ပထမပို့မှာတော့မပါဘူးခွန်ထိပ်စီးနဲ့ main ကွက်တွေပဲအဲ့တော့ခွန်လေးထွက်ပြီးကြတဲ့ကကျွန်တော်ကဒီညနေကိုကျွန်တော်ဂရုတွေမှာပြောထားတာเนาะမနက်ဖြန်ညနေကိုစက်ပေးရင်ခွန်ထိပ်စီးလို့ပဲကျွန်တော်ကြေညာထားတာခွန်ထိပ်ဆွဲတဲ့လူရမယ်အဲ့တော့ line ပေါ်ကလူတွေကိုညံနဲ့ကိုတို့ကိုလွှာပြီးတော့တုံးလို့ရှိရင်လည်းအဆင်ပြေတာပေါ့သူများအုံနောက်ကြီးပဲဖောက်စားဖို့စဉ်းစားမနေနဲ့ကိုညံလေးလည်းကိုထည့်ပြီးတော့တုံးကြအောင်เนาะအဲ့တော့ကျွန်တော်3လုံးတင်ပေးသလိုပေါ့3လုံးတင်ပေးတာခွာပေါင်း30ဟလာခွာပေါင်း30ကို6ရဲ့3ခွန်ရဲ့ဟလာ46ရဲ့လည်း6လားမသိဘူးကျွန်တော်ကဏ္ဍစင်တဲ့နေရာမှာလွဲသွားတာအလဲတိုင်းထည့်တဲ့နေရာမှာလွဲသွားတာအဲ့ရှစ်အလဲတိုင်းကိုပိတ်ပြီးတော့မထည့်မိတာအဲ့ဒီမှာ YouTube မှာပေါက်တဲ့လူရှိတယ်ကျွန်တော်အဲ့လိုတင်ပေးလို့ဟာလားအဲ့တော့ကိုညံလေးကိုလွှာပြီးတော့တုံးကြအောင်အဲ့တော့ဒီခွန်3မှာလဲကျွန်တော်ဒီခွန်3ကိုလည်းအပြန်ကြီးပဲပြန်လာအောင်မလားဆိုပြီးတော့မြင်တော့မြင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ခွန်3ကိုမပါထည့်မပေးလိုက်မိဘူးအဲ့လိုပုံစံမျိုးဖြစ်သွားတာဒီခွန်လေးကိုပဲထည့်ပေးလိုက်မိတယ်အဲ့ဒါခွန်ထိပ်စီးနဲ့4ခွက်ပါတယ်ဗျာခွန်ထိပ်စီးနဲ့3ခွက်က main ဟာလားခွန်လေးတစ်ခွက်ပါရံခွက်ထည့်ထားပေးသေးတယ်အဲ့တော့ကျန်တဲ့အကွက်လေးရတော့မတင်ကားတဲ့ဟာလေးရှောက်ပြီးတော့ထည့်ထားတာဒီမှာဖမ်းတဲ့ site လိုပဲဒီနှလုံးခွန်ဒီနှလုံးခွန်နဲ့ဒီနှလုံးခွန်ဒီနှလုံးခွန်နဲ့ဒီနှလုံး3ညကိုဒီနှလုံး3ညဒီနှလုံး3ညကိုဒီနှလုံး3ညခွန်ထိပ်ဒီနှလုံး9ဒီနှလုံး9တယ်ဒီနှလုံး4ကိုဒီနှလုံး4တယ်ဒီနှလုံး3ညကိုဒီနှလုံး3ညတယ်ဒီနှလုံး1ကိုဒီနှလုံး1တယ်နော်ဒီမှာ9လို့ရိုက်တယ်ဒီမှာ3လို့ရိုက်တယ်ဒီမှာခွန်လို့ရိုက်တယ်ဒီမှာခွန်လို့ရိုက်ရင်ခွန်ထိပ်ပြီးတော့9 3ခွန်နော်ပြီးတော့ဒီမှာ9 3ခွန်နော်ခွန်ထိပ်ကြီးအပေါက်ကိုပြထားတာကျွန်တော်နဲတာမဟုတ်ဘူးအဲ့တော့အပိုင်6ရိုက်တဲ့လူတွေအပိုင်6ရိုက်တဲ့လူတွေဆိုရင်အကြိုက်ရတယ်နော်အဲ့လိုပုံစံမျိုးပေါ့အဲ့ဒီတော့နော်စိုက်လေးတွေရှင်းပြပြီးတော့တလက်စားတယ်ပေါ့နော်ကျွန်တော်ခဏကတော့မကြည့်ရသေးပါဘူးအဲ့တော့အဖွင့်နေမနက်ကိုကျွန်တော်ထိပ်စီးတစ်လုံးပြပေးပါမယ်ဒီ site ကစက်ပိန်းပေါ့နော်ဒီ3လုံး8ဒီ3လုံး9ဒီ3လုံး8ဒီ3လုံး9ဒီ3လုံး8မယ်ဆိုရင်ဒီနှလုံး3ရှိတဲ့အတွက်9ထိပ်အဲ့တော့ကိုကျော်ကြီးအဲ့လောက်ပါပဲ